ကျွန်တော်ရုပ်ောက်ပဲလုံးမချင်နေတဲ့ကျွန်တော်ရှင်းပြတော့သူတို့လာတဲ့အားပေးထောက်ခံတဲ့အကြောင်းသူတို့ရှိကကိုယ်စလေလှုပ်ပြီးတော့လာပြီးတော့ရုပ်ောက်ပွဲမှာအကဲလာပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ပါတီတော်ဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ခေါင်းစားလုပ်နေတဲ့ပူပေါင်းဆောင်မှုပဲလိုပါတယ်ပါတီတော်ဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်လို့ပူပေါင်းဆောင်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာရုရှားသမ္မတကြီးမစ္စတာဗလာဒီမီယာပူတင်နဲ့ဘီလာရုစ်သမ္မတနိုင်ငံသမ္မတလူကရှန်ကိုရဲ့ဖိတ်ကြားချက်အရတရားဝင်ချစ်ကြည်ခီးသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တရားဝင်ချစ်ကြည်ခီးသွားနိုင်တာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့ဟာတစ်ခုဖြစ်ပါတယ်ပဲတို့ကသွားတဲ့ခီးစဉ်နှစ်နိုင်ငံလုံးမှာပဲကျွန်တော်တို့နိုင်ငံပူးပေါင်းဆောင်ရွက်နေပေဒီကျေပြတ်စွာကျွန်တော်တို့စုလေးဆောင်ရွက်နိုင်ခဲ့တယ်အထူးသဖြင့်စီးပွားရေးနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ကိစ္စရပ်တွေပေါ့နော်နိုင်ငံအပြန်အလှန်ကူလူသွားလာရေးအတွက်တိုးချဲ့ဖို့ဆိုတာအထူးသဖြင့်ခီးသွားကဏ္ဍတွေတိုးချဲ့ဆောင်ရွက်ရေးပေါ့ဗျာနောက်တော့ပညာရေးနောက်သိပ္ပံနဲ့နည်းပညာနောက်ကျန်းမာရေးနောက်အားကစားရေးချင်းမှုဥပဒေနောက်ကာကွယ်ရေးဆိုင်ကိစ္စတွေဒါတွေနယ်ပယ်တွေအခြေချပြကျွန်တော်တို့ဆွေးနွေးနိုင်ကြတဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေရှင်းပြသူတို့နိုင်ငံလုံးအတားအားလုံးလက်ခံပါတယ်နောက်ကျွန်တော်ရုပ်ောက်ပဲလုံးမချင်နေတဲ့ကျွန်တော်ရှင်းပြတော့သူတို့လာတဲ့အားပေးထောက်ခံတဲ့အကြောင်းသူတို့ရှိကကိုယ်စလေလှုပ်ပြီးတော့လာပြီးတော့ရုပ်ောက်ပွဲမှာအကဲလာပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ပိုကောင်းတာတော့နှုတ်တစ်ဖက်ဒီတွစ်ဆုံချင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျရုရှားနိုင်ငံရောဘီလာရုစ်နိုင်ငံရောနောက်သူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံမှာစိတ်ဝင်စားတဲ့တော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ဗျဒါကကျွန်တော်တို့နိုင်ငံအတွက်အနာဂတ်တွေကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာနောက်တစ်ခုကလည်းပါတီဆိုဒီမိုကရေစီရုပ်ောက်ပဲလုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မာလုပ်မှာပါပါတီဆိုဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ခေါင်းစားလုပ်နေတဲ့ပူပေါင်းဆောင်မှုပဲလိုပါတယ်အဲ့ဒါလုပ်မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျမိုးချအောင်မြင်အောင်ကျွန်တော်ပြောရပါတယ်ပြည်သူတွေဒါကျွန်တော်ဒါလေးတော့ကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်ပြောပြရစေအားလုံးအဆက်သက်ရအောင်မြင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဗျာပြည်သူများလည်းအားလုံးကျမ်းမာချမ်းသာကြပါစေနောက်အဆက်သက်ရတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစုံဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာအကောင်းပါဗျာကျေးဇူးများတင်ပါတယ်